အလုံးမင်္ဂလာပါဒီနေ့မှာတော့ဘောနော်ရှောက်ပြန်ပါမယ်နဲ့အာယူကဒီကနေကြတဲ့ပဲဒီနေ့မှာတော့ဘောနော်ပတာလေးတို့တော့ပြန်တော့မှာပါကားနဲ့တော့မှာပါနမတလအိုက်ကအကျူနဲ့တော့မှာအရိကအကျူနဲ့အရိကအကျူနဲ့တော့မှာပါအလောလိုက်ခဲ့ကြပါလိုက်ခဲ့ကြပါအော်ဗျာမှာကားစမဆူကားတဲ့တီတော့ပြရမယ်ဒီဘောနော်စကနေစက်တိုင်းမှာခဏခဏကြောက်မှတယ်ဘောနော်တတဆိုတော့ရောက်ပါပြီရောက်ပြီကနေအမေတို့တတ်ရမေချေနာမီကြီးပါဒါတော့ကြီးကလမတို့လည်းဟိုမှာကတော့6ခွာပေးလား6ခွာလည်းပေးပါလေမကြီးမီငဲ့ဒါဘဘကျွန်တော်ကိတ်မဘောနော်လိုက်ပွဲဘဘပုတ်ခရချက်ဆရာလေးကျတော့အတင်းမှန်ဖြောဖတ်တိုက်တာစော့ကျင်လို့လားမသိဘူးပေးရမှာလားတဲတော်ရင်ခဏပြောင်းမောလာနော်နဲ့မောလာခဏရထားအောင်ပါတော့ဘောနော်တဲဥသွားနေပါပြီတဲဥသွားနေပါပြီဘောနော်ရှာမအဖူပေါက်နေဘောနော်အပူပေါ့ရှာမအပူပေါက်ဟုတ်လားမသိဘူးနော်အကြီးပဲအဖူရတော့မေတို့နော်ဟဲ့ယောဘောနော်အခုကဘောနော်ကဘူမအဲ့မဘူမခွေးလေးပေါ့နော်အထက်ဆောက်အချစ်တော်ပေါ့နော်တဲဟာတကားပေါက်တယ်ဖွင့်ပြီးပြီပေါ့နော်အင်ဂျီအဝစားလေးလဲပြီးသွားပြီကရုံနဲ့ထိတ်ကြဟိုင်းကရုံတက်တိုင်းဘာလို့ကရုံသုံးထားလဲဆိုတော့ comment မှာမရေးပါနဲ့တော့တရားမယ်တစ်ခါတက်သွားလိုက်မယ်ဘာလို့လဲဆိုတော့ဒီဘာလေးကနေပြီးတော့ရှိဘုမနဲ့ပြရမယ်ဘုမကြောက်နေတယ်ဘုမထွက်ပြေးပါဘုံလဲလာမနောက်ကအဲ့တော့ရောက်ခဏပြေးပါနော်စကူရှိလေးလိုပဲညက်လို့ကောင်းတယ်တော့လာအဲမှာကျွတ်လေးထည့်တာဒီမှာကျိုးလေးနဲ့ပတ်စံတောက်လို့ရကျိုးလေးနဲ့ပြေးခွာကိုယ်နဲ့မှာဆိုအော်လေကောင်းလေတန်းလေးနဲ့ရှုပ်ကင်းရတာလေးစားလိုက်အောင်အဲ့ဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲလို့နောက်ထပ်ဂိမ်းဗီဒီယိုလေးပါလေးလည်းတင်ခန်းလို့ရအေးကြောင်း